အပေါင်းတဲ့အများကြီးတွေနဲ့အရှင်ဖြိုးနေတော့ပဲလားတတိထားပါအဲ့သူငယ်ရှင်တွေကမိတ်ဆွေရဲ့ဘဝတိုးတက်မှုကိုဆွဲချနေတာဖြစ်နိုင်ပါတယ်ငယ်တော့ကတော့သူငယ်ရှင်တွေများတာဂုံယူဆရာလို့ထင်ခဲ့ပေမဲ့ကြီးလာတဲ့အခါကျတော့ဘာလို့တဖြည်းဖြည်းနဲ့ကိုယ်အနာမှာလူတယောက်ပြီးတယောက်နည်းလာရတာလဲကျွန်တော်တို့ဟာရင့်ကျက်လာတဲ့အခါအပေါ်ရန်ပေါင်းတန်းချင်းထက်ကိုဘဝတန်ဖိုးထားခြင်းကိုပိုရွေးချယ်လာကြလို့ပါလူတိုင်းမှာကိုယ်ရုန်းကန်မှုနဲ့ကိုယ်တာဝန်နဲ့ကိုရှိလာတဲ့အခါအရှင်ဖြုံးဖို့တက်ပဲပေါင်းနေတဲ့တငယ်ချင်းတွေကိုအလိုလိုဝေးကွာသွားတတ်ကြတယ်ဒါဟာဝမ်းနဲ့ဆရာမဟုတ်ပါဘူးအောင်မြင်ရှင်ကိုဘဝကိုဆွဲချနေမဲ့သူတွေနဲ့စိတ်ချုပ်ခံနေမဲ့အစားကိုဘဝကိုမြင့်တင်ပေးမဲ့သူတွေနဲ့ပဲဖြစ်တန်းရတာဘဝအတွက်ပိုပြီးအတိတ်ပဲရှိပါတယ်အပေါင်းတဲ့အရေးအတွက်ထက်အရေးအတွက်ကပိုအရေးကြီးပါတယ်အပေါင်းတဲ့နေတော့လို့စိတ်တက်မကြလိုက်ပါနဲ့မိတ်ဆွေဘွားရဲ့လမ်းကြောင်းမှန်ပေါ်မှာပဲအာယုံဆိုင်ပြီးအားကုန်ချစ်ဆက်တိုးလိုက်ပါမိတ်ဆွေကအခုချိန်မှာမိတ်ဆွေဘွားကိုမြင့်တင်ပေးမယ်အရင်ဆုံးတငယ်ချင်းဘယ်နှယောက်ရှိလဲ comment ထဲမှာရေးခဲ့အောင်တော့